မင်္ဂလာပါခင်ဗျာအစုံတုတ် channel ကနေပြန်လဲကြိုဆိုပါရစေဒီနေ့မှာတော့2013ခုနှစ်မှာထွက်ရှိထားတဲ့ low budget နဲ့ရိုက်ကူးထားတဲ့ Coherence ဆိုတဲ့ဇာတ်ကားလေးကို recap လုပ်ပေးမှာပဲဖြစ်ပါတယ်ဇလန်းအစမှာအန်ဟာတငယ်ချင်းတွေနဲ့ညစာစားပွဲသွားဖို့ကားမောင်းလာရင်သူ့ဖုန်း screen ကအကြောင်းရင်းမရှိဘဲရုတ်တရက်ကွဲသွားပါတယ်အိမ်ရောက်တော့တငယ်ချင်း၈ယောက်ဆုံကြပါတယ်အဲ့ဒီညမှာပဲမီလာလို့ခေါ်တဲ့ကျေတကွန်တစ်ခုကကဘာနာကဖြတ်တန်းမှုရှိနေပါတယ်အန်က1923ခုနှစ်ကျေတကွန်ဖြတ်တုန်းကဖင်လန်မှာအမျိုးသမီးတစ်ယောက်ဟာသူ့အိမ်ထဲကအမျိုးသားဟာသူ့ခင်ဘူးမဟုတ်ဘူးလို့ရဲကိုတိုင်ခဲ့တဲ့အကြောင်းနောက်တော့အဲ့ဒီလူဟာတကယ်ပဲသူ့ခင်ဘူးမဟုတ်ပဲတခြားကဘာကရောက်လာသူဖြစ်နေတဲ့အကြောင်းပုံမြင်တပုတ်လို့ပြောပြနေပါတယ်တငယ်ချင်းတွေကတော့ရေစရာလို့ပဲထင်နေကြပါတယ်ဒါပေမဲ့ရုတ်တရက်ကြီးတအိမ်လုံးမီးပြတ်သွားပြီးအမှောင်တိကျသွားတဲ့အခါမှာတော့သူတို့အားလုံးရဲ့ကဘာကြီးဟာထာဝရပြောင်းလဲသွားပါတော့တယ်အပြင်ထွက်ကြည့်တော့တရက်ကွက်လုံးမှောင်နေပေမဲ့လမ်းတစ်ဖက်ကအိမ်တအိမ်မှာပဲမီးလင်းနေတာကိုတွေ့ရပါတယ်ဖြူနဲ့အာမီယာတို့ကဖုံးသွားငှားဖို့အဲ့ဒီအိမ်ကိုသွားကြပါတယ်ခဏနေတော့သူတို့ပြန်လာကြပါတယ်ဒါပေမဲ့ပြန်ရောက်လာတဲ့ဖြူရဲ့မျက်နှာမှာဒဏ်ရာတစ်ခုဖြစ်နေပြီးလက်ထဲမှာလည်းတက်တာတစ်လုံးပါလာပါတယ်သူတို့ပြောပြတာကတော့အဲ့ဒီအိမ်ဟာသူတို့အခုရှိနေတဲ့အိမ်နဲ့တပုံစံနဲ့ဖြစ်နေပြီးအထဲမှာလည်းသူတို့၈ယောက်လုံးထိုင်နေတာကိုမြင်ခဲ့ရပါတယ်အစကတော့ဘယ်သူမှမယုံကြပါဘူးဒါပေမဲ့လူရည်ခဲ့တဲ့မှတ်စုစာတို့အတိုင်းသူတို့တကားမှာပြန်ကတ်ထားတာကိုတွေးလိုက်ရတဲ့အခါသူတို့ဟာကိုပြန်ချင်းချောက်နေမှန်းသဘောပေါက်သွားပါတယ်သူတို့အားလုံးတစ်တာကိုဖွင့်ကြည့်လိုက်တဲ့အခါသူတို့၈ယောက်လုံးရဲ့ဓာတ်ပုံတွေနဲ့ခဏန်းတွေကိုတွေ့ရပါတယ်အဲ့ဒီမှာတင်သူတို့သိလိုက်တာကကျေတခွန်ကြောင့်လက်တွေ့ဘဝတွေဟာအများကြီးကွဲထွက်သွားပြီးအမောင်တဲကိုလမ်းလျှောက်ထွက်လိုက်တိုင်းတခြားနောက်လက်တွေ့ဘဝတစ်ခုတည်းကိုရောက်သွားကြတာပါအဲ့ဒီအချိန်မှာအိမ်ထဲကလူ၈ယောက်ဟာတယောက်နဲ့တယောက်တန်တရားဝင်လာကြပါတယ်မင်းကငါရဲ့တငယ်ချင်းအစ်စ်လားဒါမှမဟုတ်တခြားလက်တွေ့ဘဝကရောက်လာတဲ့သူလားဆိုတာဘယ်သူမှအာမမခံနိုင်တော့ဘူးသူတို့ဟာကိုခွဲခြားနိုင်ဖို့အလင်းချောင်းလေးတွေကိုအယောင်ရွေးကင်ကြပါတယ်ဒါပေမဲ့တခြားအိမ်ကသူတို့ကလည်းဒီအတိုင်းပဲလိုက်လုံနေကြတာမို့ပိုပြီးရှုပ်ထွေးကုန်ပါတယ်အိမ်ထဲကိုလူတွေထွက်လိုက်ဝင်လိုက်လုံရင်းနဲ့အခုအိမ်ထဲမှာရှိနေတဲ့လူတွေဟာမူလကတည်းကအတူတူရှိနေတဲ့သူတွေမဟုတ်တော့ပဲတခြားလက်တွေ့ဘဝအသီးသီးကသူတွေနဲ့ရောထွေးနေကုန်ပါတယ်တယောက်နဲ့တယောက်ရန်ဖြစ်ကြတက်ကြဖြစ်ကြတဲ့အထိအခြေအနေတွေဆိုးဝါးလာပါတယ်ဒီလိုနဲ့အဓိကဇက်လိုက်ကောင်မလေးအန်ဟာဒီငရဲလိုအိမ်ထဲမှာဆက်မနေချင်တော့ပါဘူးသူမဟာအမောင်တဲကိုတယောက်တည်းထွက်သွားပြီးအိမ်မောင်းများစွာကိုလိုက်ချောင်းပါတယ်တခြားလက်တွေ့ဘဝတစ်ခုစီမှာအိမ်ထဲကလူတွေဟာပုံစံမျိုးမျိုးနဲ့ယူသွတ်နေကြတာကိုသူမမြင်တွေ့ရပါတယ်နောက်ဆုံးမှာတော့သူမဟာအားလုံးပျော်ရွှင်နေပြီးဘာပြဿနာမှမရှိတဲ့မီးလည်းမပြတ်ခဲ့တဲ့ပြီးပြည့်စုံတဲ့တခြားလက်တွေ့ဘဝတစ်ခုကိုတွေ့သွားပါတယ်အဲ့ဒီအိမ်မှာလည်းအန်တယောက်ရှိနေပါတယ်အန်ဟာဒီဘဝကိုအယမ်းမှတ်မောသွားပြီးအဲ့ဒီတခြားလက်တွေ့ဘဝကသူမအစ်စ်ကိုတက်ပြီးအစားထိုးဝင်နေဖို့ဆုံးဖြတ်လိုက်ပါတယ်သူမဟာတခြားလက်တွေ့ဘဝကသူမအစ်စ်ကိုဆေးခတ်ပြီးရေချိုးခန်းထဲမှာလဲကျတေဆုံးနေအောင်လုပ်ခဲ့ပါတယ်နောက်တနေ့မနေ့ရောက်တော့ကျေတကွန်ဟာဖြတ်သွားခဲ့ပြီးပါပြီလက်တွေ့ဘဝတွေဟာအားလုံးတစ်ခုတည်းဖြစ်ပြန်ပေါင်းစည်းသွားပြီလို့ထင်ရပါတယ်အန်ဟာအားလုံးကိုအောင်မြင်စွာလှည့်စားနိုင်ပြီလို့ထင်ပြီးကယ်ဗင်နဲ့အတူလမ်းလျှောက်နေခဲ့ပါတယ်ဒါပေမဲ့ရုတ်တရက်ကယ်ဗင်ရဲ့ဖုန်းကမြည်လာပါတယ်ဖုန်းခေါ်တဲ့သူကအန်ဖြစ်နေပါတယ်ကယ်ဗင်ကအန်အော်ကြီးနဲ့ဘေးနာကအန်ကိုကြည့်ပြီးမင်းဖုန်းကဒီမှာလေးဘသူကခေါ်နေတာလဲလို့မေးလိုက်ပါတယ်အဲ့ဒီအချိန်မှာအန်ရဲ့မျက်နှာဟာတွေးဆုပ်ဖြူလျော်သွားပြီးစကားလည်းပြီးဆုံးသွားပါတယ်စကြဝဠာကြီးကမင်းကိုစနောက်နေတဲ့အခါမင်းရဲ့ရန်သူဟာတခြားသူမဟုတ်ပဲမင်းကိုယ်တိုင်ပဲဖြစ်နေလိမ့်မယ်မင်းတို့ရောကိုယ့်ထက်ပိုသားတဲ့ဘဝမှာနေရတဲ့ကိုယ့်ရဲ့ power version ကိုတွေ့ရင်အခုလိုပဲအစားထိုးဖို့ကြိုးစားမိမှာလားကျေးဇူးတင်ပါတယ်ခင်ဗျာနောက်လဲစိတ်ဝင်စားစရာဗီဒီယိုလေးတွေတင်သွားပေးပါမို့ channel လေးကို like and subscribe လုပ်ထားဖို့မမေ့ကြနဲ့ညီနော်